အားလုံးပဲမင်္ဂလာပါခင်ဗျာ Home 8 Electronic ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာတွေကဘာလဲဆိုလို့ရှိရင်ကျွန်တော်တမန်ရိုးကြပုံမှန် Aircon တွေလိုမျိုးသူကအေးကြီးထုတ်ပေးတဲ့ Aircon မျိုးစားမဟုတ်ဘဲနဲ့သူကအပီရောအေးရောနှမျိုးလုံးထုတ်ပေးတဲ့ Skywalk က Aircon လေးနဲ့မိတ်ဆက်ပေးတော့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့အတူ Aircon လေးဘယ်လိုမျိုးအနေထားရှိလဲဘယ်လိုပုံစံလဲဆိုတာတစ်ချက်လိုက်ကြည့်လိုက်ရတယ် Aircon လေးပဲဖြစ်ပါတယ်ပေါ့နော်။နောက်ထပ်ကျွန်တော်ပြောပြချင်တာလေးတစ်ခုရှိတယ်။သူက inverter တိုက်ဖြစ်တာမို့လို့မီယာစားများမှာလေစိုးရိမ်ကြမလို့ပေါ့နော်။မီယာစားတက်တာရဲ့တချို့မေးမယ်ပေါ့နော်။ဒီ Aircon ကအပူရောအေးရောရတယ်ဆိုတော့မီယာစားများမှာလေလို့ဘာလို့မေးကြမယ်ပေါ့နော်။စိုးရိမ်ကြမရှိပါဘူး။သူကအပူရောအေးရောထုတ်ပြီးတဲ့ဒီကို inverter တိုက်ဖြစ်တာမို့လို့မီယာစားများမှာလေစိုးရိမ်ကြမလို့ပေါ့နော်။နောက်တစ်ခုရှိတာကသူက Wi-Fi function ပါတယ်။ Wi-Fi function ပါတဲ့ဖြစ်တဲ့အတွက်မို့လို့ကျွန်တော်ဖုန်းနဲ့ချိတ်ဆက်ပြီးတော့မှအဖွင့်ပိတ်လုပ်လို့ရမယ်တခြား function လေးတွေလည်းပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်ပြီးကြရင်ထပ်ပြီးတော့ပြောပြမယ် Okay ဒီကောင်လေးက Wi-Fi နဲ့ချိတ်ဆက်ပြီးတော့မှအဖွင့်ပိတ်တစ်မျိုးလေးအသုံးပြုလို့ရတာမဟုတ်ပါဘူးနောက်ထပ်ဘယ်လိုအသုံးပြုလို့ရလဲဆိုလို့ရှိရင်ထားပါတော့ကျွန်တော်တို့ကအပြင်ကနေပြီးတော့မှကျွန်တော်အိမ်ကိုပြန်လာတော့မယ်အဲ့လိုအချိန်မျိုးမှာကျွန်တော်တို့ဖုန်းနဲ့ပေါ့နော်ဒီ Aircon ကိုလမ်းပြီးတော့မှ internet ရတဲ့ဘယ်နေရာကနေမှဆိုပေါ့နော်ဒီကောင်လမ်းပြီးတော့အဖွင့်ပိတ်ကိုကြိုပြီးတော့လှုပ်ထားလို့ရတယ်အဲ့လိုကြိုလို့ထားလို့ရတဲ့အားသာချက်ကဘာလဲဆိုတော့ကျွန်တော်အိမ်ရောက်တာနဲ့တခါလေအေးဆိုလဲအေးအပူဆိုလဲအပူတခါလေခံထားလို့ရတယ်ပေါ့ဗျာတခါလေဝင်ပြီးတော့အေးဆေးလေးနေလိုက်တယ်ဒါလေးကတော့သူ့ရဲ့အားသာချက်လေးပေါ့နောက်ထပ်တစ်ခုကဘာလေးလဲဆိုလို့ရှိရင်ကျွန်တော်တို့အေးချိန်အပူချိန်တွေကိုကျွန်တော်တို့ကဖုန်းနဲ့ကွာဖွင့်ညင်ကမှအဲ့လိုမျိုးသုံးပြုခြင်းကမှဖွင့်ပိတ်လောက်တာမျိုးမလုပ်ချင်ဘူးဆိုလို့ရှိရင်ပေါ့နော်သူ့ကို schedule နဲ့ထားထားလို့ရတယ်အေးကိုဘယ်ချိန်ညနေဘယ်ချိန်ကိုဖွင့်မယ်နောက်တော့အပူကိုဘယ်ချိန်ကနေဖွင့်မယ်ဆိုပြီးတော့အဲ့လိုမျိုးထားပြီးတော့လည်းအသုံးပြုလို့ရတယ်ဒါလေးကလည်းသူ့အတွက်ကအားသာချက်တစ်ခုဖြစ်တယ် Okay နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အသုံးပြုခဲ့တဲ့ website တွေကျွန်တော်သုံးခဲ့တဲ့အချိန်တွေကိုကျွန်တော်ဖုန်းထဲကနေတိုင်းပြန်ပြီးတော့ကြည့်လို့ကြနိုင်တယ်ပေါ့နော်ဒါမဲ့ application လေးကိုကျွန်တော်ဖုန်းထဲမှာထည့်ထားဖို့လို့ပေါ့နော်ဒီကောင်လေးကိုကြိုက်နေတဲ့လို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ Home 8 Electronic ရဲ့ဆိုင်ခွဲတွေရှိတဲ့မန္တလေးပြင်ဦးလွင်ရန်ကုန်ဆိုင်ခွဲတွေမှာကျွန်တော်တို့လာရောက်ဝယ်ယူလို့ရနေပါတယ်ခင်ဗျာ Okay ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ Like နဲ့ Follow လေးလုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့ကျွန်တော်နောက်ပတ်မှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ